အလူပေးမလို့ပါဖေ။ဟောအလုံးမတင်ပါဖေ။ဘာကိစ္စလဲ။အလူပေးမလို့အကျိုးတရားပွဲလာပေးနေတာပါဖေ။အကျိုးတရားပွဲကျင်းပါ။တင်ပါဖေ။ဘလို့လာပဲ။မနှောမရဆရာတော်လေ။အဲ့ဒါခွာကြတာပဲ။တို့ဆရာတော်ကြီးကတစ်နေ့365ရက်ရှိတာ။ရက်ပေါင်း400တရားပွဲတွေဟောနေရတယ်။နေ့ပွဲညပွဲဟာအကုန်ဟောနေရတာဆရာတော်ကြီးမအားတော့ဘူး။ဆရာတော်ဘုရားမဆိုဆရာတော်ဘုရားနိကျူလေးညံ့ညံ့လေးခေါ်နိုင်တဲ့ဟိုကိုတော်လေးပါလေလမ်းညွန်မအောင်ဖေ။မနှောမရဆရာတော်ဘုရားမရှိပြီမဲ့ငါအပင့်သွားဘောဟာ။ကိုတော်ဖွေသဘောမကျဆရာတော်ကြိုက်တယ်မနှောမရဟောသဘောမကျကြိုက်တယ်ငါတရားဟောရင်တန်တရားကြီးကိုယုံမုန်းပြီးသဘောမကျလို့တရားအားထုတ်သွားကြတာအများကြီးပဲကိုတော်ဟိုမနှောမရဆရာတော်ဘုရားတားရှိရတာနော်ပါဠိပါဠိလည်းတားရှိတာပဲကိုတော်အဲ့လိုဟိုရီအောင်ဟောနိုင်မှာမလားနေရလဲအထင်သေးတာမနှောမရဆရာတော်ဘုရားဘယ်တရားပွဲမှာဘယ်တချင်းဆိုဘယ်တရားပွဲမှာဘယ်ရည်တရားပြောဘယ်တရားပွဲမှာဘာလုပ်ဆိုတော့နောက်ကနေငါကွန်ထရိုးလုပ်ပေးနေတာငါကြောင့်နာမည်ကြီးနေတာဟုတ်ခစ်ဆန်ဆန်လေးတရားလေးတပုတ်အတူလေးဟောပြတယ်မှာဗျာတရားဟောတာများခက်လွန်းလို့ဟာခစ်ဆန်ဆန်လေးနော်တချင်းဆိုတာဟောရဟုတ်လားငါဟောပြတင်ပါဗျာဝါရောင်လေးနဲ့ရှစ်သားမမရဲ့တဲ့ဟုတ်ကဲ့လားပြေးတိုက်ကြည့်တင်ပါအပြားရောင်လေးနဲ့ရှစ်သားမမရဲ့ချစ်တယ်ဆိုတာဘာလဲဆိုတဏှာကိုခေါ်တာတင်ပါအဲ့ဒီတဏှာဘယ်ဟလောက်ကိလေသာတင်ပါကိလေသာဘယ်သူမွေးမြူအောင်ဆို3000ဘွဲ့တင်ပါ3000ကိုတဘွဲ့တော့ဘယ်လောက်ရတော့1500အေး1500ကိလေသာတဏှာကြောင့်အဲ့ဒီကိလေသာတဏှာကို3000ကိုမိမသားတွေကနှိုးဆွနေတာတင်ပါမမကသိရှိဖို့ကောင်းနေပြီအဲ့ဒီလိုမမကသိရှိဖို့ကောင်းနေဆိုတော့သေသာဝင်းကြောဆိုတဲ့သူကလေးကတော့စားခေါ်နှလုံးကိုအကုန်လုံးမြင်အောင်ပြတယ်ရဲ့လို့အဝိဇ္ဇာကယုဏရှေထမြေတာပါရိဟောကြတော်မူလိုက်ရပါပေသတည်းရူတာဘယ်နဲ့တော့ဟိဒီလိုသဘောကျတယ်ဗျာသဘောကျလားဘုံမမပြိမယ်ဗျာအေးတင်ပါဗျာနင်ကအလူကြီးပြီတင်ပါဗျာနင်အလူမှာဆိုင်းနေပါလိပါသေးလားပါတယ်ပေါ့လက်တန်ထူကြစိန်ထူသွားတယ်တမီးလေးပုံရဖြူတဲ့ဘယ်လောက်ပေးရ120ပေးရမှာပေါ့အဝေးကြီးကလာနိုင်ငံကျော်ဆိုင်ဟာတင်ပါဗျာလူကလည်း28ရောက်လောက်ပါတယ်တင်ပါညကြလည်းကျိုးသားပန်းသားတီးတာတင်ပါဗျာနင်စေတနာကောင်းလို့ဒီလိုဆိုင်မျိုးငားနိုင်တာနော်တင်ပါဗျာတရားတရားကောင်းလာကြီးလားဟာတင်ပါဗျာဘိသိက်ရောပါသေးလားဘိသိက်ကပါတယ်ဗျာဘယ်သူတဲ့တော့မဖြူတဲ့9သိန်းတော့ပေးရတယ်ဗျာဟောဆိုင်နဲ့ဘိသိက်တင်ကို125သိန်းရှိနေပြီနော်တင်ပါဗျာတရားတရားကောင်းလာကြီးလားဟာတင်ပါအကျွေးမွေးကရောဟိဝတ်သားမစားလို့ကြက်သားဗျာနှစ်မျိုးကျွေးမှာတင်ပါဗျာဘယ်လောက်တော့မှန်းတာသိန်း1000လောက်တော့မှန်းနေဗျာဟာအကျွေးမွေးက3000ဘိသိက်နဲ့ဆိုင်နဲ့3250တင်ပါဗျာတရားတရားကောင်းလာကြီးလားဟာတင်ပါဗျာတို့ဖုန်းကြီးတွေဘယ်လောက်က3000လီမှမကြွားဘူးဟဲ့ဘယ်နဲ့နင်တော့ပြောင်းပြန်ဖြစ်နေတယ်တန်တရားကလွတ်အောင်ဟောပေးတဲ့ဖုန်းကြီးကြတော့3000ဆိုင်နေဘိသိက်တွေ